ဒီနေ့ကတော့ကျွန်တော်ရဲ့ workshop video တနေ့တာလေးဖြစ်ပါတယ်ကျွန်တော်တကယ်ချင်းနဲ့ coffee sign မထင်းရလို့ coffee sign ကိုသွားခဲ့ပါတယ်ဒါနဲ့သူရောက်လာတာနဲ့ကျွန်တော်သွားမယ် workshop studio ကိုသွားခဲ့ပါတယ်အခုဆိုရင် studio ရောက်ပါပြီပုံမှန်ကျွန်တော်ချူရန်ထွက်တဲ့သူမို့လို့ကုံဝါရဲ့ချူတက်တွေကို variety နဲ့အားဖြင့်ဖြည့်ပါတယ်host stop ကျွန်တော်ဘဝမှာကန်ဆယ်မဲဆုလက်ဆောင်နဲ့တခါမှမပေါက်ပါဘူးဒါပထမဦးဆုံးပါပဲပြီးတော့ကျွန်တော် workshop ပြန်စားလိုက်တယ်ပေါ့နော်workshop လေးမှာတော့အားလုံးပြပြပပပဲကပြီးအဆုံးသတ်လိုက်ပါတယ်ပြပြပပလာကပြီးတဲ့တကယ်ချင်းတွေလည်းအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်